ကြံပတ်စစ်တဲ့ရဲ့လျှို့ဝှက်ရောင်းစားတဲ့တပ်ပုံနဲ့ဗီဒီယိုတွေပေါက်ကြပါကနန်းစီတရားဝန်ထမ်းတွေကိုနိုင်ငံဝန်ထမ်းဥပဒေပါဝင်တည်ဆဲဥပဒေနဲ့ပြင်ထန်စွာအရေးယူမယ်လို့မင်းအောင်လှိုင်ကလျှို့ဝှက်မိန့်ထုတ်ပြန်စစ်ကောင်းဆောင်မင်းအောင်လှိုင်ညွှန်ကြားချက်နဲ့အစိုးရဌာနတွေမှာလျှို့ဝှက်ရောင်းစားတဲ့ဌာနဆိုင်ရာတပ်ပုံနဲ့ဗီဒီယိုတွေလူမှုကွန်ရက်တွေကိုပေါက်စားခြင်းကိုတားဆီးရန်အတွက်နန်းစီတရားနိုင်ငံဝန်ထမ်းတွေကိုပြင်ထန်စွာအရေးယူမယ်လို့လျှို့ဝှက်မိန့်ထုတ်ပြန်ထားကြောင်းစုံစမ်းသိရတယ်2026ခုနှစ်ဧပြီလ28ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့လျှို့ဝှက်စင်သတ်မှတ်ထားတဲ့ညွှန်ကြားစာမှာနိုင်ငံဝန်ထမ်းတွေကရုံးလုပ်ငန်းတွေဆောင်ရွက်မှာရုံးစာတွေလျှို့ဝှက်စင်စာတွေဌာနဝစ်ဆောင်ဝစ်ဆင်ထားတဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေပြင်ရုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို TikTok, Telegram, Facebook စတဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပေါ်ပြခြင်းမသက်ဆိုင်သူတွေတဲ့ရုံးစာတွေရောက်ရှိပေါက်ကြားခြင်းမဖြစ်စေကိုတာဝန်ရှိသူစဉ်စဉ်ကစဉ်ဆက်မပြတ်စောင့်ကြည့်ချက်မှတ်ဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်တို့အပြင်အကြောင်းမျိုးကြောင့်စုပါညွှန်ကြားချက်တွေကိုချိုးဖောက်ကျူးလွန်မှာကနိုင်ငံဝန်ထမ်းဥပဒေနိုင်ငံဝန်ထမ်းနည်းဥပဒေသက်ဆိုင်ရာမိန့်နဲ့ညွှန်ကြားချက်တွေသာမကတည်ဆဲဥပဒေနဲ့ညီပါရေးယူခံမိဖြစ်ကြောင်းသတိပေးဖော်ပြတယ်။အဆိုပါညွှန်ကြားစာမှာဌာနတည်တည်မှတာဝန်ရှိသူများအနေဖြင့်လက်အောက်ဝန်ထမ်းတွေကိုရင်းမိန့်ကိုသိရှိလိုက်နာစဉ်စင်ပွားညွှန်ကြားမိဖြစ်ပြီးညွှန်ကြားချက်ကိုနားလည်သဘောပေါက်ကြောင်းနဲ့လက်ခံရရှိကြောင်းကိုလည်းပြန်လည်အကြောင်းပြန်ကြားရင်ထည့်သွင်းညွှန်ကြားထားကြောင်းသိရတယ်။စစ်ကောင်စီလက်အောက်ရှိဝန်ကြီးဌာနတွေနဲ့ဌာနဆိုင်ရာတွေမှာလျှို့ဝှက်ရုံစားတွေအတွင်ရင်းမိန့်နေနဲ့စီမံခန့်ခွဲဆိုင်ရာစာရဲစာတမ်းတွေမကြာခဏပြင်ပကိုပေါက်ကြားလာနေတဲ့အတွက်ချက်ကိုကဲ့သို့နန်းစီတရားဝန်ထမ်းတွေကိုဥပဒေအရပြင်းထန်စွာရေးယူမယ်လို့လျှို့ဝှက်ညွှန်ကြားချက်ထုတ်ပြန်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်တပ်သတင်းမြေကပြောပါတယ်။မင်းအောင်လှိုင်ကဆီယနာတိုင်းက2021ခုနှစ်ကစတင်ပြီးရုံးစာနဲ့ဌာနဆိုင်ညွှန်ကြားချက်တွေမကြာခဏပြင်ပကိုပေါက်ကြားမှုတွေကိုရေးယူအချိန်မောင်းများစွာမိန့်တုံညွှန်ကြားခဲ့တော့လည်းယနေ့9နှစ်ကျော်ကြာမြင့်တဲ့အထိအောင်မြင်ခြင်းမရှိသေးပဲရင်ကဲ့သို့မိန့်ကိုသာဆက်လက်ထုတ်ပြန်နေရခြင်းဖြစ်ကြောင်းနေပြည်တော်စစ်တပ်သတင်းမြေကရှင်းလင်းပြောဆိုပါတယ်။ဆက်လက်ပြီးမန္တလေးမှာကျပ်သိန်း6600ခန့်တန်မှုရှိမှုရဲ့စေဝါတွေဖန်ဆီးရမိပြီးပိုင်ရှင်မှာကလာ140မှာပုံမှုအောင်တန်းစင်ဖြင့်သာနာပြုံးနေတဲ့မှာပုံမှုစိုးသူနဲ့တက်ချက်ကြီးချင်းစမ်းမောင်တို့ကတည်ယူပေးခဲ့ပြီးစစ်တပ်ကသတင်းဖော်မိတာမန္တလေးတိုင်းအမြင့်သားဆန်မြို့နယ်မှာကာလာတမိုးကျပ်သိန်း6600ခန့်ရှိ Happy Water စိတ်ပြောင်းစေဝါအထုံး1400ကိုဖန်ဆီးရမိခဲ့ပြီးရင်းမှုရေးစေဝါတွေရဲ့ပိုင်ရှင်မှာရှမ်းပြည်နယ်မြောက်ပိုင်းလာရွှေမြို့ခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ကကာလာ140တက်မှာပုံမှုအောင်တန့်စင်ဖြစ်ကြောင်းစစ်တပ်သတင်းမြေကပြောတယ်။ဇူလိုင်လ4ရက်နေ့မနက်7:50မိနစ်ခန့်ချိန် Operation 42စစ်စင်ဖြင့်မူရတပ်ဖွဲ့ဆရာပါနဲ့သက်ဆိုင်လုံခြုံရေးဖွဲ့တွေပါဝင်ပူးပေါင်းဖွဲ့ကအောင်မြင့်သာဆန်မြို့နယ်22လမ်း65လမ်းနဲ့66လမ်းကြားရှိရတနာဟိုတယ်ကိုဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရတယ်။ထို့သောရှာဖွေစဉ်ရတနာဟိုတယ်ကမ်းမတ်33လုံးမှာတဲခွန်ရဲ့ဆိုင်းအောင်ဟိန်းစင်ထနိုင်ဦးစုမြတ်နိုင်နဲ့ငင်းမြင့်မြတ်နယ်တွေကိုစစ်ဆေးရှာဖွေရ Happy Water မူရစေဝါထုတ်90ကိုစတင်ဖန်ဆီးရမိခဲ့ကြောင်းထို့နောက်စစ်ဆေးဖော်ထုတ်ချက်ရဟိုတယ်ကမ်းမတ်23လုံးကိုဆက်လက်ရှာဖွေရမှာ Happy Water ထုတ်1310ကိုတတ်မှတ်သိမ်းဆည်းရမိခဲ့တဲ့ဖြင့်စုစုပေါင်းထုတ်1400အလေးချိန်17ကီလိုဂရမ်ခန့်ဖန်ဆီးရမိခဲ့ကြောင်းသိရတယ်။ဒေါနာကွင်းဆက်စုံစမ်းမှုတွေရမှုရေးစေဝါတွေကိုလာရွှေမျိုးကနေမန္တလေးမျိုးကိုတည်ဆောင်မှာပောင်ရင်ကူညီခဲ့သူတွေဖြစ်တဲ့မင်းကျော်သူကောမင်းဆက်တက်မတော်သိပ္ပံနဲ့သူရေတနာနည်းပညာဌာနချုပ်ပြည်ဦးနဲ့တမပုံမှုစုတို့နဲ့တက်ချက်ကြီးကျင်းစံမောင်နဲ့ကီတီစောတို့ကို Nissan One Group ရင်တစီနဲ့အတူဇူလိုင်လ4ရက်နေ့မနက်3နာရီခန့်မှာပသိမ်ကြီးမြို့နယ်16မိုင်စစ်စေးဂိတ်နီဖန်ဆီးမိခဲ့ကြောင်းသတင်းမြေကဆိုတယ်။ကနအောက်စစ်စေးချက်တွေရ Happy Water မှုရေးစေဝါတွေရဲ့ပိုင်ရှင်မှာကာလာ140မှာပုံမှုအောင်တန်းစင်ဖြစ်ပြီးမင်းကျော်သူကမင်းဆက်ဆိုင်အောင်ဟိန်းစင်ထနိုင်ဦးစုမြတ်နိုင်နဲ့ငင်းမြတ်တွေကအခချင်းကိုယူပြီးလာရှိမမလေးကိုတည်ဆောက်ပေးခဲ့ကြောင်းသိရတယ်။သို့သောတည်ဆောက်မှာပြည်ဦးနယ်မြို့နယ်ရှိဝဝင်ပူပေါင်းစစ်စေးဂိတ်ကိုရှောင်ကွင်းနိုင်ရန်တနာဓမ္မပုံမှုဆိုသူနဲ့တက်ချက်ကြီးချစ်စမ်းမောင်တို့ကထွက်လာခြင်းနဲ့တည်ဆောက်ပေးခဲ့ပြီးဝစစ်စေးဂိတ်ကိုကြော်လို့ပြီးနောက်တက်ချက်ကြီးချစ်စမ်းမောင်ရှင်နဲ့ပြည်ဦးနယ်မှာမလေးမျိုးကိုဆက်လက်ပို့ဆောင်ခဲ့ကြောင်းစစ်စေးတွေ့ရှိရဲ့စစ်တပ်သတင်းမြစ်တော်ကတော့ဒီမှုကစစ်တပ်အရာရှိပိုင်းပတ်သက်နေရကြောင်းပြပမပေါကြောင်းတွင်းပိုင်းမှာပဲဖုံးကွယ်ထားတယ်တရားဝင်သတင်းထုတ်ပြန်တာမျိုးမလုပ်ဘူးလာရှုကပုံမောင်းတန်းစင်ကတော့ပါတယ်ဒါပေမဲ့သူနဲ့တူမှုရေးစေဝါပူပေါင်းလုံးနဲ့အင်ဂျင်နီယာတက်ကပုံမှုတန်းစင်ဝေးနာမည်ကိုတော့အမှုတွေကနေဖယ်ထားပြီးမပေါအောင်လုပ်ထားတယ်လို့ပြောဆိုထားတယ်လက်ရှိမှာ Happy Water ထုတ်ထောက်လေးရ4ချိန်17ကီလိုဂရမ်ခန့်နဲ့တူဖက်ဆီယာမီကန်တာသူရှိကိုမှုရေးရဲ့တပ်ဖွဲ့ရုံးမှာပူပေါင်းဖွဲ့တွေကကွင်းဆက်တွေဆက်လက်စစ်ဆေးနေကြောင်းသိရပြီးစစ်ဘက်အရာရှိပိုင်းပတ်သက်မှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကယနေ့ချိန်ကြီးတရားဝင်သတင်းထုတ်ပြန်တာခြင်းမရှိသေးပါဘူး။ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာပြည်ပခါတွေဖြစ်ပွားနေတဲ့အချိန်မင်းအောင်လှိုင်ကတရားဝင်မှုရရှိအသေးအတန်ကြိုးပမ်းနေသောထောင်ချောက်တဲ့ကိုမကြစီသတိပြုကြရန်တိုင်းလွတ်တော်မှတ်တလိပဲမြန်မာနိုင်ငံမှာလက်နက်ကိုင်ပြည်ပခါတွေဆက်လက်ဖြစ်ပွားနေပြီးနိုင်ငံရေးကြက်တဲ့ပြီးဆုံးသေးတဲ့အချိန်ဒီမှာစစ်ကောင်ဆောင်မြန်မာနိုင်ငံကနိုင်ငံတကာရဲ့တရားဝင်အသိအမှတ်ပြုမှုရရှိပြည်ထန်ကြိုးပမ်းနေတဲ့ထောင်ချောက်တဲ့ကိုမကြစီ
တတိပြုကြရဲ့တိုင်းလွတ်တော်ဘက်ကတိုက်တွန်းလိုက်တယ်တိုင်းလွတ်တော်ဘက်ကသူ့ရဲ့လူမှုကွန်ရက်မှာတစင်ထောက်ပြတဲ့သဘောထားမှာမင်းအောင်လှိုင်ရဲ့စူလိုင်းလားတောင်းရက်ကနေ9ရက်ဒီလာနိုင်ငံကိုတွားခဲ့ခီးစင်ကအိန္ဒိယနိုင်ငံနိုင်ငံကိုတာမန်လဲပတ်သွားခြင်းမဟုတ်ပဲမြန်မာစစ်တပ်တရားဝင်မှုကိုတဖြည်းဖြည်းတည်ဆောက်ရန်ရည်ရွယ်တဲ့နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်ရှင်မြင်ကြောင်းပြောဆိုတယ်။မင်းအောင်လှိုင်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဆက်အနာသိမ်းပြီးနောက်လွတ်လပ်ပြီးတရားမျှတမှုမရှိကြောင်းမြင့်မြင့်ကန်တဲ့ဝေဖန်ခံထားတဲ့ရွေးကောက်ပွဲပြီးသမ္မတဖြစ်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အတိအမှတ်ပြုမှုရရှိစေရန်တန်တမာရေးလှုပ်ရှားမှုတွေပေါ်ရှင်ရုံမြင့်လှုပ်ဆောင်နေကြောင်းထောက်ပြထားတယ်။အိန္ဒိယနဲ့တရုတ်နိုင်ငံတွေကိုတွားရောက်ခဲ့ပြီးနောက်လာအိုနိုင်ငံကမင်းအောင်လှိုင်သမ္မတဖြစ်ကြီးညာခံရပြီးနောက်တွားရောက်တဲ့တတိယမြောက်အိန္ဒိယနိုင်ငံဖြစ်လာပြီးလက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံတို့မတော်ရသေးကြောင်းသိရတယ်။မြန်မာစစ်တပ်ကပြည်ပနိုင်ငံခြားခီးစစ်နေတဲ့တန်တမာရေးလှုပ်ရှားမှုတွေကိုတုံ့ချပြီးအာဏာသိမ်းစစ်အုပ်စုရဲ့ပုံရိပ်ကိုတဖြည်းဖြည်းပြောင်းလဲကကမ္ဘာကလက်ခံတဲ့ပုံမှန်ဆွေးရတဲ့ဖြစ်ပုံဖော်နိုင်ရန်ကြိုးပမ်းနေတော့လေမြန်မာနိုင်ငံလက်ရှိနိုင်ငံအခြေအနေကပုံမှန်မဟုတ်သေးကြောင်းသတိပေးပါတယ်။အကဲနိုင်ငံတကာအတိုင်းအဝိုင်းကမြန်မာစစ်တပ်နဲ့ဆက်ဆံဆွေးနွေးပြီးတော့စံနိုင်ငံအင်အားစုတွေကိုတော့ဖယ်ထုတ်နေစမှာကနေရရရှိမိမဟုတ်ပဲပလိပတ်ကနေပုံမှုပြတဲ့ဟာချင်းစစ်ပွဲတွေပုံမှုရှိကြလာခြင်းနဲ့မြန်မာပြည်သူတွေပုံမှုဒုက္ခရောက်ခြင်းသာဖြစ်လာနိုင်ကြောင်းသတိပေးတယ်။ထိုင်းနိုင်ငံနဲ့မြန်မာစစ်တပ်တပ်တွေကိုသာတိမတ်ပြတဲ့တနမရေးမူဝါဒကိုမကျင့်သုံးခြင်းကြောင့်မြန်မာနိုင်ငံနဲ့ကီလိုမီတာ2400ကျော်ရှည်လျားနေဆက်ကိုမြောက်ဝေထားတဲ့ထိုင်းနိုင်ငံကမြန်မာနိုင်ငံမတည်ငြိမ်မှုကြောင့်လုံခြုံရေးစီးပွားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာတရားမှုတွေကိုတိုက်ရိုက်ရင်ဆိုင်နေရကြောင်းဖော်ပြတယ်။လက်ရှိမှာမြန်မာဒုက္ခသည်8000ကျော်ကထိုင်းမြန်မာနယ်စပ်တခြားရာရေးကိုလိုစကန်ဒီမှာနေထိုင်ကြပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းရိုဟင်ဂျာဒုက္ခသည်တန်းကျော်ကိုလက်ခံထားသဖြင့်ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကခြေနေကိုကြည့်ရှုနေသူတွေဖြစ်တာမနေပဲလူသားချင်းစာနာမှုနဲ့မှတ်တရားအခြေခံတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအားပေးမြင့်တင်တဲ့ကြောင်း၎င်းဆိုတဲ့တို့ဖြင့်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကထိုင်းနိုင်ငံစီးပွားရေးအတွက်လွန်ရေးပါသဖြင့်တိုက်ပွဲတွေပုံမပြင်းထန်လာခြင်းသို့မဟုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေပိတ်သွားခြင်းကထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေအလုပ်သမားနဲ့နယ်စပ်ဒေသခံတွေကိုတိုက်ရိုက်ထိခိုက်စေပြီးဖြစ်ကြောင်းသတိပေးတယ်။ထို့ကြောင့်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်မှာစစ်တပ်တပ်ဖွဲ့တွေနဲ့သာဆက်ဆံခြင်းမဟုတ်ပဲစစ်တပ်နိုင်ငံရေးတိုက်ခိုက်ရဆိုတဲ့တိုင်းဒေသတော်လှန်ရေးဖွဲ့စည်းရေးဒီမိုကရေစီရဆိုတဲ့ရဲဘက်ဖွဲ့စည်းရေးပြည်သူ့ကိုယ်စားလှယ်တွေပါဝင်သက်ဆိုင်သူအလုံးကိုအဝင်စစ်စင်းရေးလုပ်ငန်းစဉ်တွေကိုပေါ်ဆောင်သိကြောင်းတိုက်တွန်းနေထိုင်းနိုင်ငံနဲ့ပြည်년မှာရတဲ့နိုင်ငံရေးဆောင်ဖြတ်ချက်တွေချမှတ်ပြီးဆိုတာကအမနဲ့ပြန်မှဖြစ်ပေါ်လာမယ်။လုံခြုံရေးစီးပွားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကျိုးဆက်တွေကိုပထမဆုံးရင်ဆိုင်မဲ့နိုင်ငံတွေထဲမှာထိုင်းနိုင်ငံလည်းပါဝင်လာပြီးဖြစ်ကြောင်းလည်းသတိပေးပြောကြားထားပါတယ်။နောက်ဆက်အဖြစ်ကြားတဲ့အတွက်ဒုမဲ့ကျေးဇူးတင်ရှိပါတယ်ရှင်။